တော်တော်များများထင်တတ်ကြတာကရာသီတုပ်ကွေးဆိုတာရိုးရိုးအေးမိဖျားနာတာလောက်ပဲနှစ်တိုင်းဖြစ်နေကြသူကသူပြန်ကောင်းသွားမှာမဟုတ်ဂရုစိုက်စရာမလိုဘူးပေါ့တကယ်တော့ရာသီတုပ်ကွေးကခွန်မုန်းခိုးလို့ခေါ်တဲ့အေးမိတာနဲ့မတူပါဘူးရာသီတုပ်ကွေးဆိုတာအလွန်ပေါ်မှာကူးစက်ပြန့်နှံ့လွယ်ပြီးတော့ဂရုမစိုက်ရင်ပြင်းထန်တဲ့နောက်ဆက်တွဲရောဂါတွေဖြစ်နိုင်ပြီးတော့အသက်အန္တရာယ်ကိုပါထိခိုက်နိုင်တဲ့ရောဂါတစ်ခုဖြစ်ပါတယ်ဒါကြောင့်ဒီနေ့မှာတော့အားလုံးသတိထားနိုင်မှုအတွက်ရာသီတုပ်ကွေးပိုးကဘယ်လိုကူးစက်ပြန့်ပွားတာလဲရာသီတုပ်ကွေးဖြစ်ရင်ဘယ်လိုလက္ခဏာတွေပြမလဲဘယ်လိုလူတွေကပို့ပြီးတော့သတိထားရမလဲရာသီတုပ်ကွေးမဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲဆိုတာတွေကိုပြောပြပေးသွားပါမယ်ကျွန်တော်ကတော့အထွေထွေရောဂါကုဆရာဝန်ဒေါက်တာဆိုဖီပါဒါဆိုရင်ရာသီတုပ်ကွေးပိုးကဘယ်လိုကူးစက်ပြန့်ပွားတာလဲကျွန်တော်တို့တွေနေ့စဉ်နေ့တိုင်းအလုပ်တွေသွားကျောင်းသွားဈေးတွေသွားကြတယ်လေအဲ့ဒီလိုမျိုးလူများတဲ့နေရာတွေကရာသီတုပ်ကွေးပိုးပြန့်နှံ့မှုအလွယ်ကူဆုံးပါပဲရာသီတုပ်ကွေးပိုးကူးစက်ခံထားရတဲ့သူတစ်ယောက်ကချောင်းဆိုးလိုက်တာပဲဖြစ်ဖြစ်နှာချေလိုက်တာပဲဖြစ်ဖြစ်အဲ့ဒီအချိန်မှာထွက်သွားတဲ့ရောဂါပိုးမွှားတွေကလေထဲကနေတစ်ဆင့်တခြားသူတစ်ယောက်ကိုကူးစက်ပြန့်ပွားသွားစေနိုင်ပါတယ်ဒါအပြင်ကျွန်တော်တို့ဟိုကိုင်ဒီကိုင်လုပ်တဲ့လက်တရားနေတစ်ဆင့်လည်းကူးစက်နိုင်ပါသေးတယ်အထူးသဖြင့်လူထူထပ်တဲ့နေရာမျိုးတွေမှာဆိုရင်လူတစ်ယောက်ကနေအခြားလူပေါင်းများစွာကိုကူးစက်ပြန့်ပွားသွားစေနိုင်ပါတယ်အခုနားထောင်နေတဲ့သူတချို့ကတော့ထင်ကြမယ်ပေါ့နော်ကျွန်တော်ကကျမ်းမာရေးကောင်းတယ်ဂျင်းဆော့တယ်ရာသီတုပ်ကွေးလောက်ကတော့မဖြုံအေးဆေးပဲပေါ့တကယ်ကကိုခန်းအားကောင်းနေလို့ပေါ့နော်နေမကောင်းအရင်မဖြစ်ရင်တော့မှယောဂပိုးကိုတည်ဆောင်ထားတဲ့သူဖြစ်တဲ့အတွက်ကိုယ့်ရဲ့အနီးနားသူတွေကိုကူးသွားနိုင်ပါတယ်ကိုနဲ့အတူနေတဲ့အိမ်ကမိဘတွေအဖိုးအဖွားတွေကလေးငယ်တွေနဲ့အလောက်ကလှုပ်ဖို့ကိုင်ဘက်တွေကိုကိုယ့်စီကနေတဆင့်ကူးဆက်သွားစေနိုင်ပါတယ်ရာသီတုပ်ကွေးပိုးကူးဆက်ခံရရင်ဘယ်လိုလက္ခဏာတွေပြမလဲသူကအေးမိတဲ့လက္ခဏာတွေနဲ့ဆင်တူပေမဲ့ရာသီတုပ်ကွေးရဲ့လက္ခဏာတွေကတော့ပိုပြီးတော့ပြင်းထန်တတ်ပါတယ်လက္ခဏာတွေကရာသီတုပ်ကွေးပိုးကူးဆက်ခံရပြီးတော့2 ရက်ခန့်အကြာမှာစပြီးတော့ပြတတ်ပါတယ်ဘယ်လိုလက္ခဏာတွေလဲဆိုတော့ရုတ်တရက်ဖျားနာတာချောင်းဆိုးတာခေါင်းကိုက်တာကိုယ်လက်ကိုက်ခဲတာလေချောင်းနာတာနှာရည်ယူနှာပိတ်တာနှုံးနာစတဲ့လက္ခဏာတွေဖြစ်တတ်ပါတယ်တချို့သူတွေမှာချောင်းဆိုးတာကပိုပြီးတော့ပြင်းထန်နိုင်ပြီးတော့2 ပတ်ကျော်လောက်အထိကြာရှည်တတ်ပါတယ်အများစုကတော့နေမကောင်းဖြစ်ပြီးတော့တစ်ပတ်အတွင်းမှာသူ့ဟာသူပြန်ကောင်းသွားတတ်ပေမဲ့တချို့ပေါ့နော် high risk group တွေကတော့လက္ခဏာတွေကပိုပြီးတော့ဆိုးဝါးတတ်ပါတယ်ဘာဖြစ်လို့လဲဆိုရင်ဒီလိုလူတွေကရာသီတုပ်ကွေးပိုးကူးစက်ခံရနိုင်ပြီးပိုပြီးတော့မြင်ပါတယ်တကယ်လို့ကူးစက်ခံခဲ့ရရင်လည်းလက္ခဏာတွေကပိုပြီးတော့ပြင်းထန်နိုင်ပြီးတော့နောက်ဆက်တွဲရောဂါတွေဖြစ်နိုင်ကြလေပိုများလို့ပဲဖြစ်ပါတယ်ကဲဒါဆိုရင်ရာသီတုပ်ကွေးမဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲကာကွယ်ဖို့အတွက်အရေးကြီးဆုံးလုပ်ရမှာကတော့ရာသီတုပ်ကွေးကာကွယ်ဆေးထိုးဖို့ပါပဲအသက်6 လကနေစပြီးတော့လူကြီးတွေအားလုံးအထိနှစ်စဉ်နှစ်တိုင်းရာသီတုပ်ကွေးကာကွယ်ဆေးထိုးဖို့ကို recommend လုပ်ထားပါတယ်ဥပမာပြောရရင်အသက်65နှစ်အထက်လူကြီးတွေကကိုယ်ခံအားနည်းနေနိုင်တဲ့အတွက်ကိုယ်ခံအားနည်းနေတဲ့အချိန်မှာရာသီတုပ်ကွေးပိုးကူးစက်ခံရရင်နောက်ဆက်တွဲပြဿနာတွေဖြစ်နိုင်ရေးပိုများပါတယ်ဘယ်လိုမျိုးတွေလဲဆိုတော့အဆုတ်ရောင်တာတို့နှလုံးရောင်တာတို့ပေါ့ဒါအပြင်လူကြီးဖြစ်တဲ့အတွက်ယောဂအခန့်တွေရှိနေနိုင်တယ်လေဥပမာဒီသွေးတိုးတို့စီးကျိုးတို့ရင်ကျက်ယောဂတို့ရှိတယ်ဆိုရင်ဒီယောဂတွေကိုပိုဆိုးစေနိုင်ပြီးတော့အသက်အန္တရာယ်ကိုထိခိုက်စေနိုင်တဲ့အထိဆိုးဝါးသွားစေနိုင်ပါတယ်ဒါကြောင့်ဒီအသက်65နှစ်အထက်လူကြီးတွေအပါအဝင် high risk group တွေကပိုပြီးတော့ဂရုစိုက်ဖို့လိုတာပဲဖြစ်ပါတယ်အထူးသဖြင့်ခုနကကျွန်တော်ပြောခဲ့တဲ့ high risk group တွေကမဖြစ်မနေထိုးသင့်ပါတယ်ကာကွယ်ဆေးထိုးထားခြင်းအပြင်ယောဂကူးစက်ခံရနိုင်ခြင်းကိုရောကြစေပါတယ်တကယ်လို့ကူးစက်ခံခဲ့ရရင်တော့မှယောဂမပြင်းထန်အောင်ရှော့ချပေးနိုင်ပါတယ်ကာကွယ်ဆေးထိုးတာအပြင်လူတိုင်းဒီအခြေခံနည်းလမ်းလေးတွေကိုလည်းလုပ်ပေးသင့်ပါတယ်အပြင်သွားရင် mask တက်တာတစ်ခုခုကိုထိပြီးကင်ပြီးရင်လက်ကိုစနစ်တကျပြန်ဆေးတာမျက်နှာကိုလက်နဲ့မကင်မိအောင်သတိထားတာချောင်းဆိုးတာနှာချေတာလုပ်မယ်ဆိုရင်လက်ကင်ပေါ်နဲ့အရင်အုပ်ပြီးမှလုပ်တာလူများတဲ့နေရာတွေကိုတက်နိုင်တဲ့လောက်ရှောင်တာနေမကောင်းဖြစ်နေတဲ့သူနဲ့နီးနီးကပ်ကပ်မနေတာစတာမျိုးတွေလုပ်ပေးမယ်ဆိုရင်ရာသီတုပ်ကွေးပိုးကူးစက်မပြန့်ပွားအောင်ပိုပြီးတော့ရှော့ချပေးနိုင်မှာပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တခါတည်းရာသီတုပ်ကွေးကာကွယ်ဆေးနဲ့ပတ်သက်ပြီးတော့အထင်မှားနေတဲ့အချက်လေးတွေကိုလည်းရှင်းပြပေးခြင်းပါတယ်တချို့သူတွေကဒီရာသီတုပ်ကွေးကာကွယ်ဆေးကိုတုပ်ကွေးရာသီရောက်မှထိုးရမယ်လို့ထင်ကြပါတယ်တကယ်ကဒီကာကွယ်ဆေးကသူ့ရဲ့အာနိသင်ပြဖို့အတွက်အချိန်တစ်ခုစောင့်ရတာမို့လို့တုပ်ကွေးရာသီမရောက်ခင်2 ပတ်လောက်ကြိုပြီးထိုးထားရင်အကောင်းဆုံးပါပဲနောက်ဆုံးတစ်ချက်ကတော့တချို့သူတွေကဒီရာသီတုပ်ကွေးကာကွယ်ဆေးကိုထိုးလိုက်တော့မှဒီကာကွယ်ဆေးကနေတုပ်ကွေးဖြစ်သွားနိုင်တယ်လို့ထင်တတ်ကြပါတယ်တကယ်ကဒီတုပ်ကွေးကာကွယ်ဆေးထိုးလိုက်တဲ့အချိန်မှာသူ့ရဲ့အရှိန်ကြောင့်ပေါ့နော်အနည်းငယ်ကိုပူတာကိုက်ခဲတာမျိုးတွေကဖြစ်တတ်ပါတယ်ဒါပေမဲ့ဒီတုပ်ကွေးကာကွယ်ဆေးကနေတော့လုံးဝတုပ်ကွေးမဖြစ်နိုင်ပါဘူးကဲဒီလောက်ဆိုရင်ရာသီတုပ်ကွေးနဲ့ပတ်သက်ပြီးတော့တော်တော်လေးသိသွားကြပြီလို့ထင်ပါတယ်တခြားသူတွေလည်းသိသွားအောင်ဒီဗီဒီယိုလေးကို share ပေးလိုက်ကြအောင်နော်ကိုရောကိုအနာကသူတွေကိုရောနေမကောင်းမဖြစ်အောင်အားလုံးပဲရာသီတုပ်ကွေးကိုဂရုစိုက်ပြီးတော့ကာကွယ်ကြပါ
ဆုံးထိနားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ